တာဝန်ဆိုတာဘာလဲနီယောမျိုးကမိုးညိုညစ်ညမ်းနေတဲ့ညတညအမြင့်မာတဲ့အဆောက်အုံတွေကြားမှာအနီနဲ့အပြာဝတ်စုံတစ်စုံက web ဂျိုးနဲ့လှမ်းလှမ်းတက်သွားနေတယ်သူကတော့လူရန်တိတဲ့ Spider-Man ပဲဒီနေ့မှာပီတာပါကာဟာအယမ်းပင်ပန်းနေတယ်ကျောင်းစာဓာတ်ပုံအလုပ်နောက်ပြီး Spider-Man အလုပ်တွေကြောင့်အနားယူခြင်းတောင်မရှိဘူးတနေ့လောက်ပဲတာမန်လူလိုနေချင်တာပါလို့သူစိတ်ထဲမှာတွေးနေတော့ဘုံမြို့အလယ်မှာမီးပုတ်တန်ကြီးတခါတည်းကြားလိုက်ရတယ် Spider-Man ကမနာဘူးအဲ့ဒီလိုဆိုရင်မနာနိုင်ဘူးပဲလို့ပြောပြီး web ဂျူးနဲ့မီးလောင်နေတဲ့အဆောက်အုံစီကိုပြန်တန်းသွားတယ်အဲ့ဒီမှာလူတွေပိတ်မိနေကြတယ်မိโกတဲ့အပူတွေကြားထဲမှာ Spider-Man ကလူတစ်ယောက်ချင်းစီကို web နဲ့ဆွဲထုတ်ပေးတယ်ကလေးတစ်ယောက်ကသူ့ကိုမေးတယ်မင်းကြောက်မလား Spider-Man ကအနှဲငယ်ရဲပြီးကြောက်တယ်ဒါပေမဲ့မကူညီရင်ပိုကြောက်တယ်လို့ပြန်ဖြေလိုက်တယ်လူအားလုံးလုံခြုံသွားတဲ့အချိန်မှာမီးလောင်ရခြင်းရဲ့အကြောင်းရင်းကိုတွေ့ရတယ်လျှက်စစ်စနစ်ပြက်ကွက်မှု Spider-Man ကအရေးပေါ်ဝန်ထမ်းတွေကိုကူညီပြီးတိတ်တိတ်လေးထွက်သွားတယ်အဆောက်အဦအပေါ်မှာထိုင်ပြီးမြို့ကိုကြည့်နေတဲ့အချိန်ပီတာပါကာကသူ့အန်ကယ်ဘန်ပြောခဲ့တဲ့စကားကိုပြန်မှတ်မိတယ်အစွမ်းကြီးရင်တာဝန်ကြီးတယ်သူပြုံးမပြောဘဲခေါင်းငင်လိုက်တယ်သူ့ဘဝကလွယ်ကူမယ်မဟုတ်ပေမဲ့လူတွေလုံခြုံအောင်လုပ်ပေးနိုင်တာကသူ့အတွက်အရေးကြီးဆုံးပါပဲ web ဂျိုးတစ်ကြောင်ထပ်ပြပြီး Spider-Man ကနီးရော်ညအမောင်တဲကိုထပ်မံပြန်တန်းသွားခဲ့ပါတယ်